got broads in Atlanta, just to be in the family. Credit cards in the scammers, hitting the licks in the van. 你要买身上，A 到的，啊，没到位啊，没也到位了伊。没呀，亲戚有哪拉瓜，到这嘛瓜。亲戚话拿唔拢呢，佢家到位တာဘယ်တော့မှမ到，မှန်သလား？對。ကိုကကိုပဲ到，佢家到位တာဘယ်တော့မှမ到。大姨啊，啊不散路了，俺风雷养路，我估你帮我。哎呀，不散路線地帶有啊，佢家計咪家風浪咪搞咗，ဘယ်တော့မှ佢家到位တာ呀，唔到就你唔知ဘူးလား？对吧，大姨啊，俺说我不散没记着，没有把给我等着说了，俺对吧？သိရင်ပြီးပါ。对吧？反正没嘛有呀。မိမယူရင်လည်းကြွားပြောတာတော့မဟုတ်ဘူးရောက်ရေဘာမှမသိတဲ့မိမကိုယူမှာ当然没得没嘛，没要多想嘛。ဘယ်ပြောပြမလဲ I got broads in Atlanta, just to be in the family. Credit cards in the scammers, hitting the licks in the van. Legacy. မတန်းညုံကိုကြီးမောင်လေဘာလဲပြောမတန်းညုံလေကိုကြီးမောင်မေးစရာတခုရှိရမေးလို့ရမေးဟောလေညလေရောက်ပြီဆိုတော့လေလေနော်ဘာချုပ်မှာလဲကိုကြီးမောင်လေဟိုးလေကိုကြီးမောင်မေးတော့မယ်နော်မေးအညမေးအဲ့ကျတော့ဟုတ်တယ်ဟွာလေမင်္ဂလာဦးများဆိုတာဘာလောက်တာလဲတိတာဟင်ကိုနေမောင်လည်းမင်္ဂလာဦးများဆိုတာဘာလို့ဘလို့စိတ်မှာသူများအေးစစ်နေအောင်တော့ဟာတကယ်မသိဘူးခေါမသိပါဘူးဆိုမှသူကလည်းဟုတ်တယ်ဟာကွာလာဘာမှမသိတဲ့အကျိုးစစ်စစ်ကိုရလိုက်ကျင်းတဲ့ကိုနေမောင်လည်းတယောက်တည်းဘာလို့ချွတ်နေမသိဘူးအဲ့တော့မလို့ဘာဖြစ်ပါဘူးကလေးလိုမင်္ဂလာဦးများမသိတဲ့လူကိုနေမောင်ပြမလို့အဲ့ဒါပြတော့လေအညာပြဒါဆိုလာပြီလေကွာမတန်းညကိုနေမောင်မနာတော့ဒီဘာလဲမင်္ဂလာဦးများတော့ဘာလဲသိပါ့မလားဘလို့လို့သိမှာလဲကိုနေမောင်ပြတော့မတန်းညကလေအဲ့လောက်ရိုးရလားညာဖြစ်သွားတာအဲ့ဒါမင်္ဂလာဦးများလို့ခေါ်တယ်ညာဖြစ်သွားတာအဲ့ဒါမင်္ဂလာဦးများလားဟုတ်တယ်ဘာပြောမလဲကိုနေမောင်လေအဲ့ဒါကိုတာရင်းနဲ့နွားချန်နဲ့မှာအများကြီးဖြစ်နေတဲ့ဟာရိုးနေပြီအောင်တာပေါ့အတွေ့အကြုံရတာပေါ့